စောမလာဟာဗကန်နှင့်နန်းချောင်းနိုင်ငံယခုယူနန်ပြည်နယ်အကြားတည်ရှိသောမော်ရှန်ပြည်စော်ဘွားကြီး၏သမီးတော်ဖြစ်ပါတယ်။ AD 1058ဝန်းကျင်မှာအနော်ထာမီကြီးနန်းချောင်းနိုင်ငံမြို့တော်တာလီမှအပြန်လမ်းမှာရှမ်းစော်ဘွားကြီးကနှစ်နိုင်ငံချစ်ကြည်ရေးဖြစ်မင်းသမီးစောမလာကိုအနော်ထာမင်းထံပန်နာဆက်သားခဲ့ပါတယ်။ထို့သို့နှင့်မင်းသမီးစောမလာသည်လည်းဗကန်ပြည်သို့ရောက်ရှိလို့လာခဲ့ပါတယ်။စောမလာဟာရှမ်းစော်ဘွားရဲ့သမီးတော်မင်းသမီးဖြစ်သူပြီးရုပ်ရည်အလွန်ချောမော၍မိမနဲ့တို့အင်္ဂါအသွတွေနှင့်ပြည့်စုံသူဖြစ်ပါတယ်။ထို့သောရုပ်ရည်အစင်ယူပကအလွန်ချောမောလှပသလိုနှလုံးသားလှသူတူလည်းဖြစ်ပြီးဘာသာတရားလည်းအလွန်ကိုင်းဆိုင်ရိုသေသူဖြစ်ပါတယ်။ဒါကြောင့်ပဲဘာသာရေးကိုအလေးထားတဲ့အနော်ထာမင်းကြီးဟာစောမလာကိုအလွန်တရာမြင်လို့ပြီးအချစ်ပိုခဲ့ရပါတယ်။အခြားသောမိဖုရားမောင်မများထက်လည်းပုံမရေးပေးခဲ့ပါတယ်။ဒါပေမဲ့ဒီအချစ်ဒီမေတ္တာတွေကပဲနန်းတွေကမလိုမုန်းထားသူတွေအတွက်မိဟတ်တလို့ဖြစ်လာခဲ့ရပါတော့တယ်။စောမလာမှာထူးခြားတဲ့အချက်တစ်ခုရှိပါတယ်။အဲဒါကတော့သူမဝတ်ဆင်ထားတဲ့နှလုံးအတွင်းမှာမြတ်စွာဘုရားရှင်ရဲ့ဓာတ်တော်ကိုထာပနာထည့်သွင်းပူဇော်ထားတာပါ။ဒါကြောင့်သူမဘုရားရှိခိုးတဲ့အခါတိုင်းအဲ့ဒီနှထောင်းကနေရောင်ကြီးတော်တွေကွန်မြူလေးရှိတယ်လို့ဆိုပါတယ်။ညအချိန်တွေမှာလည်းရောင်ကြီးတော်များကွန်မြူတာကိုမြင်ကြရတယ်ဆိုပါတယ်။ဒီချက်ကိုခွင့်ကောင်းယူပြီးနန်းတွင်းကမလုံမုန်းထားသူမိဖုရားချုံနဲ့မောင်မများကစောမောင်လာဟာလူမဟုတ်ဘူး။ဆုံးကုံဝေအတက်နဲ့ပြူစားတတ်တဲ့ဆုံးမဖြစ်တယ်။နှထောင်းကအယောင်ထွက်တာဟာဆုံးတောက်စားတာပါဆိုပြီးနော်ထာမင်းကြီးကိုဂုံချောစကားဆိုကြပါတော့တယ်။နော်ထာမင်းကြီးကဘလောက်ဖဲဘုံတကိုကြီးပါစေတိုင်းပြည်အုပ်ချုပ်မင်းလို့ရသူမို့မူးမတ်တွေပြည်သူတွေရဲ့အယူတီးမှုကိုလွန်ဆန်မှုခက်ခဲလို့နေခဲ့ပါတယ်။သောမော်လာလည်းအခုလိုအချိန်တွေမှာတနေ့ထက်တနေ့မနေပြိုတော့တာကြောင့်နော်ထာမင်းအားမိမိစာတီရှမ်းပြည်ကိုသာပြန်ခွင့်ပြုပါရန်ရှောက်တင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့နော်ထာမင်းလည်းသောမော်လာအားဇာတိပြန်ဖို့ခွင့်ပြုပေးခဲ့ရပါတယ်။သောမော်လာဟာဝမ်းနဲ့စွာနဲ့ပဲဗကန်ဒီပြည်တော်ကိုစွတ်ခွာပြီးဇာတိရှမ်းပြည်ကိုပြန်ခဲ့ပါတယ်။လန်ခီတနေရာရောက်ပန်းချောင်းကိုဖြတ်ကြရပါတယ်။ထိုပန်းချောင်းကိုဖြတ်မှာတော့စောမလာရဲ့နှထောင်းတစ်ဖက်ဟာရေထဲသို့ပြုတ်ကျခဲ့ပါတယ်။ဒါကြောင့်လည်းထိုချောင်းကိုနောင်ခါနှထောင်းကျချောင်းလို့အမည်ခေါ်တွင်ကြတယ်ဆိုပါတယ်။ရေထဲသို့ပြုတ်ကျသွားတဲ့ထိုနှထောင်းတစ်ဖက်ကိုဘလို့မှပြန်ကောက်ယူမရဖြစ်နေချိန်နှထောင်းမှရောင်ကြီးတော်များကွန်မြူတောက်ပါ၍ထိုရောင်ကြီးတော်များကြောင့်ကောင်းကင်မှာစာငံများဝင်းရံလျက်ရှိကြပါတယ်။တို့နဲ့မင်းသမီးစောမလာလည်းအတိတ်ခံတင်ဆူတောင်းလိုက်ရာနှထောင်းမှာနားတူဝင်မြဲနေရာမှာပင်ပြန်ရောက်လာခဲ့ပါတယ်။ထိုချိန်မှာပဲစောမလာလည်းဘာသာတရားကိုင်းဆိုင်သူပြီးကြီးစွာသောတရားအဟုန်တို့ဖြစ်ပေါ်လာတာနဲ့ရောင်ကြီးတော်ကွန်မြူသောထုံနှထောင်းတစ်ဖက်ကိုထာပနာတည်၍မိမိနဲ့တူပါလာသောအချွေရဲမတ်စစ်တီတို့အားဖြင့်ဇေဒီတဆူတည်ထားခဲ့ပါတယ်။ဖျားမဝကိုမိမိမျိုးရဲ့ညီမောရှန်ဘတ်တို့လှည့်ကာတည်ထားခဲ့ခြင်းဖြစ်ပါတယ်။ထိုဇေဒီတွင်ထာပနာတည်ခဲ့သောနှထောင်းမှာရောင်ကြီးတော်များကွန်မြူနေစဉ်စာငှက်တို့